ဒါလေးကတော့ကျွန်တော်တို့ရဲ့လမိုင်းမျိုးเนาะဘုန်းကြီးပြန်ပွဲမှာဖြစ်ပါတယ်ဒီနေ့အင်္ဂလိပ်လို29ရက်နေ့2026ခုနှစ်ပါဗျာကျွန်တော်တို့ဘုန်းကြီးပြန်ပွဲစတင်နေပါပြီဒီမှာလာပြေးနေ့ဆိုလို့ရှိရင်ဒီဘုန်းကြီးပြန်ပွဲပေါ့နော်လာပြေးကျော်တရက်နေ့ဆိုလို့ရှိရင်မိုးမျိုးသားနေ့ဖြစ်ပါတယ်ကျွန်တော်တို့ဒါဘုန်းကြီးပြန်ပါနော်ဘုန်းကြီးပြန်ပွဲလေးပါအရန်ကိုတက်ပဲ့ပါတယ်ဒါမျိုးဆိုတော့ကျွန်တော်တို့မွန်ပြည်နယ်မှာပါရှိပါတယ်တကယ်ကိုကြည်ညိုပြီးတက်ပဲ့စရာကောင်းပါတယ်နော်ဒါကျွန်တော်တို့ရဲ့လမိုင်းမွန်ပြည်နယ်လမိုင်းမျိုးဖြစ်ပါတယ်တကယ်ကိုနတ်ဘုံနန်းနိုင်လို့ပေါ့နော်တကယ်ကိုခန္ဓာထဲဝါစာပြင်ဆင်ထားပါတယ်ခင်ဗျာကဲကြည်ညိုစရာတပ်ပယ်စရာပါနော်ဒီမှာအပေါ်မှာဆရာတော်ရဲ့ရုပ်ကလပ်ရှိပါတယ်နော်အဲ့ရုပ်ကလပ်ကိုတစ်ချက်လောက်လိုက်ပြမယ်ရှင်ဖျားကြီးကိုပူဇော်နေတာပါဘဝနဲ့ထပ်ပြန်တော်မူသွားတဲ့ဟိုမှာဆရာတော်ဖျားကြီးရုပ်ကလပ်တော်ပါဒါပြန်တော်မူသွားတော့ဆရာတော်ကြီးပါဒါရေးမျိုးနဲ့လမိုင်းမျိုးဖြစ်ပါတယ်ဆရာတော်ဘုရားကြီးထားတဲ့ရုပ်ကလပ်တော်ပါဟိုဘက်မှာတော့လာသမျှလူတွေကိုအေးတိုက်ပါတယ်ကဲဒီလောက်ဆိုလို့ရှိရင်ပြောပါပြီ